ဒီနေ့တော့နည်းနည်းလေးအပြစ်တင်စရာရှိတယ်ဆိုတော့ကောင်းစင်လေးနဲ့ခွာပေးတော့မှာဖြစ်ပါတယ်ဗျာဒကြံခန်းနစ်စာပိုက်14မှာတိုးတော်လဲဣသရေလအမျိုးသားတို့သည်ရုတ်ထုရှိမှပူဇော်သောရစ်ကောင်ကိုစားစေခြင်းက၎င်းမတရားသောမိထုံကိုပြုစေခြင်းက၎င်းထိမြေလဲเสียကိုသူတို့ရှင်း၌ချထားမိအကြောင်းဘာလက်မင်းကိုအကြံပေးသောသူတည်းဟူသောဘာလိုက်အယူကိုဆွဲလန်းသောသူတို့သည်တင်တို့နေရာ၌ရှိကြသည်ဖြစ်၍တင်တို့၌အနည်းငယ်သောအပြစ်တင်စရာရှိ၏လို့ပြောရရတယ်။ဒါပဲရေးရစာလဲဆိုတော့ပေရကန်မြို့မှာရှိတဲ့အသင်းတော်ရေးရစာဖြစ်တယ်။ဒီအသင်းတော်ကတကယ်ကိုဘုရားသခင်ပေါ်မှာတစ္ဆာရှိတဲ့အသင်းတော်ဖြစ်တယ်။သူတင်သားတယ်။နော်စာရနေရာကိုတောင်မှပဲစာရအုပ်ဆိုးတဲ့အမောင်နယ်မျိုးထိုးပေါက်ပြီးတော့မှဒီတာနာပြုတ်တဲ့လူတွေကိုပြောင်းလဲအောင်အမှုရဆောင်တဲ့အသင်းတော်ဖြစ်တယ်နော်ပြီးရင်ညမနှစ်ဆက်ချင်းအသေးသက်ချင်းခန္ဓာတောင်မှပဲလုံးဝနောက်မဆုတ်တဲ့အသင်းတော်ဖြစ်တယ်ဒါပေမဲ့နည်းနည်းလေးအပြစ်တင်စရာရှိတယ်တဲ့အဲ့ဒါကတော့ဗာလဲသူကဘာလန်ရဲ့နော်အယူကိုဆွဲလန်းတဲ့သူတွေမင်းတို့မှာရှိတယ်သူတို့ပြောပါတယ်နော်ငွေတက်မဲ့တာပေါ့ဘာလန်ကဘာလန်အကြောင်းကိုဂျူရာဩဝါဒစာခန်းတစ်စာပိုက်17မှာပြောလဲဆိုတော့အခကိုရချင်းကဘာလန်မာယွန်းတကဲ့သို့အလွန်မာယွန်းခြင်းရှိကြ၏နော်ပတ်စံကိုတက်မဲ့တော့ကြောင့်လူချင်းတော့ကြောင့်ဖျားသခင်လူတွေထိမြရဲ့လဲရာဖြစ်မှာကိုဂရုမစိုက်ဘူးသူပတ်စံရရင်ပြီးရောနော်ဒီလိုမျိုးပြီးရင်ဟာလားနိပေခန်းနဲ့စာပိုက်15-16မှာဘာပြောလဲဘာလန်ကြောင်းထိုဘာလန်သည်မတရားသောအမှုအခကိုတတ်မဲ့၍မိမိဒုစရိုက်အတွက်ကြောင့်ဆုံးမခြင်းခံရ၏မတရားသောအမှုအခကိုတတ်မဲ့တယ်ဘာလန်ဆိုတော့ဒီနေ့ဒီဟာလားပေရကန်အသင်းတော်ကတော့ဒီနေ့ဒါကျွန်တော်တို့ပြောနေခြင်းဖြစ်ပါတယ်ဒီနေ့သင်ဟာဘုရားသခင်ပေါ်မှာတစ္ဆာရှိတဲ့သူဖြစ်နိုင်တယ်သင်ပါဝင်တဲ့အသင်းတော်လည်းတကက်အေးဝင်လေးလို့တဲ့အသင်းတော်နော်ဖြစ်နိုင်တယ်စာတိုင်းမှောင်မိုက်တကိုးတွေဖယ်နိုင်တဲ့အသင်းတော်လည်းဖြစ်နိုင်ပါတယ်ဒါပေမဲ့သတိထားစရာကအဲ့လိုဖြစ်ရင်စာရန်ကဘလို့မှမနိုင်ပါဘူးမနိုင်တဲ့ခါမှာဟာလားဘာလက်မင်းရအကြံလို့ပဲစာတန်ကဘာလို့မလဲဆိုတော့ဘုရားသခင်လူတွေကိုနော်ငွေကြေးတတ်မဲ့တဲ့ဘုရားသခင်လူတွေကိုဟာလားချမ်းသာအောင်လုပ်ပြီးတော့မှသူတို့အဖြစ်ထိမြဲလဲစရာအသင်းတော်မှာအသင်းသားတွေနော်ဟာလားအဲ့လိုလှုပ်ပြီးဟောတဲ့တရားဟောချက်တွေနဲ့ဆေးအောင်မှာဖြစ်ပါတယ်ဘာဖြစ်တတ်တယ်လဲဆိုတော့ငွေတက်မဲ့တဲ့နောက်ကိုလိုက်သွားတတ်ကြတယ်နော်လိုက်သွားတတ်ကြတယ်အဲ့ဒီခါမှာကျွန်တော်ကိုယ်ကိုယ်ရဲ့ဖခင်နဲ့ကျွန်တော်ဆက်ဆံရမပြေလည်တော့ဘူးနော်ဖခင်သခင်ကိုဆွဲလန်းမဲ့အစားငွေကိုဆွဲလန်းတယ်လောကီအရာကိုဆွဲလန်းတယ်ထို့ခါမှာကျွန်တော်တို့နဲ့ဖခင်သခင်မိတ္တာရပြတ်သွားမှာဖြစ်ပါတယ်အဲ့ဒီခါကျမှဘာဖြစ်မလဲတင့်ကိုနော်ဟာလားဘုရားသခင်ရဲ့ဆုံးမခြင်းတန်ခတ်ခြင်းတင့်ပေါ်မှာရောက်လာမှာဖြစ်ပြီးတော့မှတင့်ဟာနာကျင်ခြင်းဝေဒနာခံရမှာဖြစ်ပါတယ်ဆုံးရှုံးမှုနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်နော်အဲ့ဒါကြောင့်သူကအနည်းငယ်တော့အပြစ်တင်စရာရှိတယ်ဆိုတော့အဲ့လိုငွေကြေးတက်မှတ်တဲ့အမှုတော်ဆောင်ဆရာတွေကိုလက်ခံမိတာကိုပြောတာဖြစ်ပါတယ်တဲ့နော်ဒါကြောင့်ဒီနေ့တင်းဦးတွေတင်းထောက်လူကြီးတွေအမှန်တမ်းသတိထားစရာဖြစ်ပါတယ်နော်အဲ့တော့သူတို့ကဘာပြောတတ်လဲဆိုတော့ယေရှုကိုယုံကြည်ဖျားနာခြင်းမရှိအောင်နော်ကျမ်းကိုကျမ်းမာရမယ်ချမ်းကိုချမ်းသာရမယ်သူများအောက်မှာလုံးဝမနေရအောင်ကိုအောင်မြင်ရမယ်ဆိုပြီးတော့မှအဲ့ဒါငါတို့ကောင်းလို့မဟုတ်ဘူးနာခံခြင်းရှိလို့မဟုတ်ဘူးယေရှုကြောင့်ဟုတ်တယ်လို့ပဲနော်မှန်တယ်လို့ရှိပါတယ်အဲ့တော့ငါတို့ကိုယ်ကိုယ်ရဲ့ဖခင်ဟာအလွန်တဘောကောင်းတာဖြစ်တဲ့အတွက်ဟာလားဖခင်သခင်ကငါ့ကိုဆုံးမမယ်တန်ခတ်မယ်လို့မမြင်မိစေနဲ့
စသဖြင့်ပေါ့အဲ့ဒါရုပ်တဲ့ကျင့်တော့မှန်နေတာပါပဲပေါ့မှန်နေတာပါပဲဒါပေမဲ့ဟိုနေ့ကကျွန်တော်ပြောသလိုပဲတင်ကိုးကွယ်တဲ့ဘုရားသခင်ဟာရုပ်ထုမဟုတ်ဘူးနော်အဲ့တော့ဟိုဘာမှပြန်မလုပ်တတ်တဲ့ပါဇက်ရှိပြီးမပြောနိုင်တဲ့လက်ရှိပြီးတော့မှမကယ်နိုင်တဲ့မဆုံးမနိုင်တဲ့ဖယားမဟုတ်ဘူးငါတို့ဘုရားသခင်လောင်တော်မီလို့ပြောပါတယ်နော်အဲ့တော့အပြစ်တရားဖြောင့်မဆိုတရားစင်တတ်တဲ့ဘုရားဖြစ်ပါတယ်မှန်ပါတယ်နော်ဟိုလူဆိုတာချမ်းသာခြင်းနဲ့ကြွယ်ဝခြင်းနဲ့အောင်မြင်ခြင်းနဲ့အဲ့ဒီစိတ်ကိုပဲနော်သူကဘာလို့ရလဲဘာလက်ကအတုံးချပြီးဘာလန်ကိုငွေနဲ့စီးဦးတာအဲ့ဒီငွေစီးဦးချင်းတော့ကိုလိုက်သွားတဲ့ဘာလန်ကလည်းဘာလို့လဲခုနလိုနော်ထိမြက်လဲစရာနော်ထဲလိုက်တဲ့ခါမှာဣသရေလလူမျိုးတွေဟာနော်ဖះနဲ့ပြဿနာတက်တာတင်းသက်တာမှလည်းအဲ့လိုမဖြစ်ပါစေနဲ့နော်မဖြစ်ပါစေနဲ့ဘုရားသခင်ဟာတစ္ဆာရှိတဲ့ဘုရားဖြစ်တယ်ဆိုတော့မမေနဲ့နော်အဲ့တော့တစ်ဖက်ကမေတ္တာနဲ့ကျေးဇူးပြုတယ်လို့တစ်ဖက်ကတစ္ဆာနဲ့နော်ကျွန်တော်တို့ကိုဆက်ဆံတဲ့ဘုရားဖြစ်ကြောင်းနော်မမေ့ပါနဲ့လို့ပြောချင်တယ်အဲ့တော့ဒီနေရာမှာရှင်ပေါလုကဘာပြောလဲဆိုတော့ဖိလိပ္ပိခန်း3စာပိုက်18နဲ့19မှာအဲ့ဒီဆရာတွေကိုဘာပြောလဲဆိုတော့လောကီအရာတို့ကိုသာစိတ်ဆွဲလန်းခြင်းရှိကြ၏နော်အဲ့တော့အဲ့ဒီဆရာတွေကငွေတက်မဲ့ပြီးတော့မှကိုယ့်ဘိုက်အတွက်နဲ့နော်အမှုဆောင်နေတာတဲ့သူတို့ပြောပါတယ်လောကီအရာကိုစိတ်ဆွဲလန်းတယ်ဘယ်ရောက်စိတ်မဆွဲလန်းဘူးသူတို့ပြောပါတယ်အဲ့လိုဆရာတွေကိုဒီနေ့အတင်းတော်မှာဝန်ခွင့်ပေးတယ်အဲ့ဆရာတွေရဲ့တရားမှာကျွန်တော်တို့ကနားယောင်သွားတယ်ဆိုရင်တော့ဒီနေ့သင်ရဲ့သစ္စာဟာပြတ်သွားမှာဖြစ်တယ်ထိုအခါမှာသင်ဟာအနည်းငယ်သောအပြစ်တင်စရာအကြောင်းရှိလာလိမ့်မယ်ဒါကြောင့်ဒါလေးကိုသတိထားပေးဖို့နော်အသက်ရှင်ဖို့ဖြစ်ပါတယ်နော်အောင်မြင်တိုင်းဘုရားသခင်အလိုတော်မဟုတ်ပါဘူးနော်ယုံကြည်သူတွေသိပါတယ်ဒီလောက်အောင်မြင်တာဘုရားသခင်အလိုတော်မရှိဘဲမအောင်မြင်နိုင်ဘူးဘုရားသခင်အသုံးမပြုဘဲမအောင်မြင်နိုင်ဘူးလို့ကျွန်တော်တို့အလွယ်ပြောတတ်ပါတယ်အဲ့လိုမဟုတ်ပါဘူးဘုရားသခင်ကတော့သုံးတာကတော့နောက်ဆုံးဖာရောတောင်သုံးတာပဲသုံးတိုင်းဘုရားသခင်လူဖြစ်နေတာမဟုတ်ပါဘူးနောက်တော့ကအောင်မြင်တိုင်းဘုရားသခင်အလိုတော်မဟုတ်ပါဘူးနော်မဟုတ်ပါဘူးဒီနေ့အေဝါအောင်မြင်တယ်လေသူ့ယောက်ျားကိုကျွေးတာပဲနော်သူ့ယောက်ျားသူ့စကားနားထောင်ပြီးစားတာပဲသူအောင်မြင်သွားတာပဲဒါကဘုရားသခင်အလိုတော်မဟုတ်ပါဘူးဒါအခွင့်တော်ဖြစ်ပါတယ်နော်အဲ့အခွင့်တော်တော့ကျွန်တော်တို့မလိုက်မိပါနဲ့လိုက်မိရင်တော့အပြစ်တင်စရာနည်းနည်းရှိတယ်သတိထားပါလို့ခွန်အားပေးနဲ့ငကုံချုပ်ပါတယ်ကျွန်တော်နေ့စဉ်တင်ပေးတဲ့နှုတ်ကပတ်တော်များကိုနော်ကြားနာနိုင်ဖို့အတွက်ဆရာလူစော Facebook page YouTube TikTok Telegram Instagram များကို like and follow subscribe join ပြုလုပ်ထားကြဖို့နဲ့သူတစ်ပါးတွေလည်းကြားနာရဖို့အတွက် like share ပြုလုပ်ခြင်းဖြင့်အမှုတော်များမှာပေါင်းတော့ကြဖို့အတွက်ကျွန်တော်တိုက်တွန်းပါတယ်ဒီလိုရများရှင်လဲ comment မှာမိခွန်များမေးလို့မေးနိုင်ပါတယ်ပြောကြရင်အပ်ပါတယ်ကျွန်တော်အားလုံးကိုဘုရားခင်ကောင်းချီးပေးပါစေတော့အာမင်